မြတ်စွာဘုရားရဲ့လို့လောကမှာထင်ရှားပွင့်လာတဲ့အခါမှာဘုရားဖြစ်ပြီးကစားဘုရားမပွင့်ခင်ရှိဖို့မှာရှိနေနှစ်နဲ့သာသနာပြင်ပအယူဆရှိကြတဲ့ဒိဋ္ဌိတွေတက္ကရွန်တွေအဲ့ဒါတွေဟာလက်လာပါအတော်နည်းသွားတယ်လို့ဆိုနေထွက်လာတဲ့အချိန်မှာပိုးစုံကျူးလေးတွေဟာအယောင်မထွက်နိုင်တော့သလိုမျိုးလို့စာရဲကတော့အလိုလေးဥမာပေးအဲ့ဒီတော့အယူဝါဒမတူကြတဲ့ဒိဋ္ဌိတွေတက္ကရွန်တွေကယဟန်တန်ဃာတွေနဲ့တွေ့လို့ရှိရင်ဆဲရေးကြတယ်ရေရွတ်ကြတယ်ချင်းချောက်ကြတယ်ကျိန်မောင်းကြတယ်အဲ့ဒါဒီနေ့တော့အဲ့ဒါလိုဆဲရေးကျိန်မောင်းတာကိုခံခဲ့ရတဲ့ယဟန်တန်ဃာတွေဘာမှသူတို့မတုံ့ပြန်ခဲ့ကြဘဲနဲ့မြတ်စွာဘုရားကြီးရောက်တဲ့အခါမှာအဲ့ဒီသူတို့မနေ့ခင်းကတွေ့ခဲ့ရတဲ့အတွေ့အကြုံကိုမြတ်စွာဘုရားကိုရှောက်အဲ့ဒါလိုဒိဋ္ဌိတက္ကရွန်တွေရဲ့ဆဲရေးတာကျိန်မောင်းတာကိုခံခဲ့ရတယ်လို့ရှောက်တော့မြတ်စွာဘုရားကဘာမှချိုးတယ်ချင်းတယ်မပြောဘူးနော်ဒါဖြစ်တဲ့နဲ့မဖြစ်တဲ့မှုဒီလိုလည်းမပြောဘူးဥဒန်းဂါထာတစ်ပုဒ်ကျူးရင်နေဥဒန်းဆိုတာကစိတ်ထဲမှာပြောကျင်နေတဲ့အယူဆတစ်ခုစိတ်ထဲမှာမဆွတ်တော့လို့နှုတ်ကအလိုလိုရှမ်းထွက်လာတဲ့စကားမျိုးကိုဥဒန်းစကားလို့ခေါ်နော်အဲ့ဒီဥဒန်းဂါထာလေးကတော်တော်လေးစဉ်းစားရကောင်းအဲ့ဒီဒေသနာလေးကိုခက်ငယ်ငယ်လေးကစပြီးတော့ဖတ်ဖူးတော့အဲ့ဒီဒေသနာလေးကပေးတဲ့အတွေးအမြင်နဲ့အချိန်တော်တော်များများအထူးသဖြင့်အခက်အခဲအကျက်တဲနဲ့တွေ့လာပြီဆိုရင်အဲ့ဒီဒေသနာလေးကိုအမှတ်ရမိတယ်။ဒါမေအရင်ကြီးဒုက္ခဒုက္ခဖို့တော့နေဝတ္တထောနောပရတောတဟိထရွာမှာပဲနေနေတောမှာပဲနေနေဆိုလိုတာကဘယ်နာမှာပဲနေနေပေါ့ဒုက္ခဒုက္ခဖို့တော့တဲ့ဆင်းရဲခြင်းချမ်းသာခြင်းနဲ့တွေ့လာလို့ရှိရင်အစဉ်ပြေတာတွေအစဉ်မပြေတာတွေဘာပဲဖြစ်ဖြစ်တွေ့လာခဲ့လို့ရှိရင်နေဝတ္တထောနောပရတောတဟိထအဲ့ဒါငါးကြောင့်ဖြစ်တာအဲ့ဒါဟာသူ့ကြောင့်ဖြစ်တာလို့စိတ်ထဲမှာအလွန်မင်းကြီးအစွဲမထားပါနဲ့ပြောပုံလေးတေချာမှတ်ပါနော်ရွာမှာပဲနေနေတောမှာပဲနေနေဘယ်နာလေးမှာပဲနေနေအစဉ်ပြေခြင်းအစဉ်မပြေခြင်းဆင်းရဲခြင်းချမ်းသာခြင်းအစုံတရားဖြစ်လာပြီးတွေ့လာပြီးဆိုလို့ရှိရင်အဲ့ဒါတွေဟာငါးကြောင့်ဖြစ်တာသူ့ကြောင့်ဖြစ်တာလို့အလွန်မင်းကြီးအစွဲမထားပါနဲ့တဲ့တကယ်စင်စစ်အဲ့ဒီဆင်းရဲခြင်းချမ်းသာခြင်းဆိုတာတွေဟာခန္ဓာ၅ပါးလို့ဆိုတဲ့ဥပရိတရားကိုအမိပြုတ်ပြီးတော့အစွဲပြုတ်ပြီးတော့ဖြစ်နေကြတာတကယ်လို့ဘဝခန္ဓာသာဖြစ်မနေဘူးဆိုလို့ရှိရင်အဲ့ဒီဆင်းရဲခြင်းချမ်းသာခြင်းတွေကဘယ်မှာလာပြီးတော့တွေးထိနိုင်မှာမလို့နားလဲလားမသိဘူးနည်းနည်းလေးရှင်းပြမယ်နော်ဘဝမှာဘယ်နာလေးမှာပဲနေနေဆင်းရဲခြင်းချမ်းသာခြင်းဆိုတဲ့အစဉ်ပြေမှုမပြေမှုတွေဟာတွေ့ရအဲ့ဒါလိုတွေ့လာပြီဆိုလို့ရှိရင်ဒါဟာငါကြောင့်ဒါဟာသူ့ကြောင့်လို့သိပြီးတော့အစွဲကြီးမထားပါနဲ့တဲ့ဘဝဆိုတာဖြစ်နေတဲ့အတွက်ကြောင့်ဆင်းရဲခြင်းချမ်းသာခြင်းဆိုတာတွေ့ရတာတကယ်လို့ဘဝဖြစ်မနေဘူးဆိုလို့ရှိရင်ဆင်းရဲခြင်းချမ်းသာခြင်းဟာဘယ်လိုလုပ်ပြီးတော့တွေ့ရမှာတော့အဲ့တော့ဘာပြောချင်တာတော့မြတ်စွာဘုရားကအစဉ်ပြေတာတွေပဲဖြစ်ဖြစ်အစဉ်မပြေတာတွေပဲဖြစ်ဖြစ်ဒါဟာဘဝပေါ်မှာအမိပြုပြီးတော့ဖြစ်နေတာဘဝသာဖြစ်မနေဘူးဆိုရင်အစဉ်ပြေတာလည်းတွေ့တဲ့အကြောင်းမရှိဘူးအစဉ်မပြေတာလည်းတွေ့စရာအကြောင်းမရှိဘူးလို့ပြောချင်တာအထူးသဖြင့်ဘုန်းတို့စိတ်တိုင်းမကြရကိစ္စတွေဆင်းရဲဒုက္ခတွေတွေ့လာပြီးကြုံလာပြီးဆိုလို့ရှိရင်ဒီဒေသနာလေးကိုတွေးမိတဲ့နေပေါ့နော်တကယ်အဓိကကြတဲ့ဆင်းရဲခြင်းရဲ့အဓိကကြတဲ့အကြောင်းတရားကဘဝဖြစ်နေလို့ပဲဟုတ်လားဘဝမချုပ်သမျှဆင်းရဲမချုပ်ဘူးဘဝဖြစ်နေသေးသမျှဆင်းရဲဖြစ်နေအောင်ပါဘဝနဲ့ဆင်းရဲဆိုတာတကယ်တမ်းကကွဲလို့ရတဲ့အရာမဟုတ်ဘူးဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတရားဓမ္မတွေတချို့ဆိုနေတိုင်းတောင်ရွတ်နေမယ်လို့ထင်ပါတယ်ပရိစ္ဆေသမုပ္ပါအနုလောမဒေသနာအဝိဇ္ဇာပစ္စယသင်္ခါရစချီပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတတ္တဝါတွေရဲ့ဖြစ်စဉ်တနည်းအားဖြင့်ယုံ nant တွေဟာဘလို့ကြောင်းကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတယ်လဲဆိုတာကိုမြတ်စွာဘုရားအကျဉ်းမြင်လေးရှင်းပြထားတဲ့ဒေသနာပေါ့နော်အဲ့ဒီဒေသနာရဲ့အဆုံးမှာဇာတိပစ္စယဇရာမရဏတောကပိဒေဝဒုက္ခဒေါမနတုပါယတာတမ္မောတိရရနော်ဇာတိပစ္စယမွေးဖွားလာခြင်းဒီဟုသောအကြောင်းကြောင့်ဘာတွေဆက်ဖြစ်မှာတော့ဇရာမရဏတောကပိဒေဝဒုက္ခဒေါမနတဥပါယတတရား9မျိုးဆက်ဖြစ်လိမ့်မယ်
ဇာတိဖြစ်เสียဇရာတဲ့ဇရာဆိုတာမပြောရတော့အိုဟောင်းတဲ့သဘောဆွေးမြေ့သွားတဲ့သဘောဖြစ်လာတဲ့ဟာလေးကိုကအိုရမယ်ဟောင်းရမယ်ဟာလေးတနည်းအားဖြင့်အိုတဲ့ဟောင်းတဲ့ဆွေးမြေ့တဲ့အရာလေးစဖြစ်တဲ့ကွာစား तू ကအိုခြင်းဟောင်းခြင်းနဲ့သွားတာဟုတ်လားပြီးတော့ဘာဖြစ်တော့ဆိုတော့မရဏပျက်စီးသွားတယ်ပျက်စီးတတ်တဲ့အရာလေးပျက်စီးမဲ့အရာလေးမုတ်ချပြက်ကိုပြက်မဲ့အရာလေးမို့ तू ကပြက်ရတာဒီနေရာမှာဒေသနာကိုလေးလေးနက်နက်သဘောပေါက်အောင်စဉ်းစားသိခြင်းနဲ့သေတာကိုမြတ်စွာဘုရားကဘာကြောင့်သေတာလို့အဓိကကြတဲ့အကြောင်းတရားကိုရှားပြတာတော့ဇာတိမွေးဖွားလာခဲ့လို့သေရတာတနည်းအားဖြင့်သေရမယ့်ဟာလေးမို့သေရတာခုဘုန်းတော်ကလူတယောက်သေပြီဆိုရင်မေးလိုက်ပါလားမြတ်စွာဘုရားကြိုက်တဲ့အဖြေကိုယူမှမဖြေတတ်ဘူးအလို့သေတာတော့လို့မင်းကင်ဆာဖြစ်လို့ဘာယောဂဖြစ်လို့ညာယောဂဖြစ်လို့အသက်ကြီးလို့စာရှိတဲ့ဖြင့်အပေါ်ယံအကြောင်းတရားတွေကိုပဲသေခြင်းရဲ့အကြောင်းတရားလို့ထင်ပြီးတော့ဖြေနေကြတာယောဂဖြစ်လို့သေတယ်ဆိုတော့ယောဂမဖြစ်တော့မသေတော့မယ့်အတိုင်းပြောတယ်နော်ယောဂမဖြစ်လဲသေတာပါပဲဟုတ်လားကင်ဆာဖြစ်လို့သေရတယ်ဆိုတော့ကင်ဆာမဖြစ်ရင်ဟောမသေဘူးလားသေတာပဲဟုတ်လားအဲ့တော့ဘယ်အဖြေကလေးလေးနက်နက်မှန်နေတယ်လဲဆိုရင်သေမဲ့ဟာလေးဖြစ်လာလို့သေတာသေမဲ့ဟာလေးမို့သေတာသေကိုသေရမှာဟုတ်ပြီနော်အဲ့တော့မွေးဖွားလာတဲ့အတွက်ကြောင့်ဘုန်းတို့အိုဟောင်းရတယ်ပြီးတော့ပျက်စီးရတယ်မပျက်စီးသေးခင်မှာဘာတွေတွေ့ရအောင်မှာဘာတွေကြုံရအောင်မှာတော့ဘာတွေဖြစ်ရအောင်မှာတော့ဘယ်သူမျက်နာမှမငဲ့ဘူးနော်ဒီဥစ္စာကအားလုံးဆက်ပြီးတော့သေချာပေါက်ဖြစ်ကိုဖြစ်မဲ့အရာကိုမြတ်စွာဘုရားဟောတာဇာတိပြည့်စရာဇရာမရဏသောကပရိဒေဝဒုက္ခဒေါမနတဥပါယတဟုတ်လားသောကဆိုတဲ့စိုးရိမ်တာဘာများဖြစ်မှာတော့ဖြစ်မှာဖြစ်ပါမလားကိုမဖြစ်ချင်တာတွေဖြစ်မှာစိုးရိမ်တယ်ကိုဖြစ်ချင်တာတွေမဖြစ်မှာစိုးရိမ်တယ်အဲ့ဒီစိုးရိမ်မှုဟာဘာကြောင့်ဖြစ်တာလို့မြတ်စွာဘုရားဟောတော့ဒီဒေသနာမှာဇာတိကြောင့်ဖြစ်တာလို့ဟောတာနော်ခုနကတော့ဒေသနာလေးကိုအားကောင်းဘုံဘုံကတတ်သိအထောက်ထားဒေသနာအထောက်ထားလေးထပ်ပြတာဟုတ်လားပြောရင်တာကတိတ်မများဘူးလူဖြစ်လာလို့လူဒုက္ခတွေခံရတာလို့ဒီလိုနားလည်သိချင်တာအစင်မပြေတာတွေကြုံလာပြီးဒုက္ခတွေဖြစ်လာပြီးဆိုရင်ဘယ်သူကြောင့်ဘဝကြောင့်ဘာကြောင့်ညာကြောင့်ဆိုတဲ့အမြင်ထက်ဩငါလူဖြစ်လာလို့လူဒုက္ခခံရတာပါလားလို့အဲ့လိုမြင်စေခြင်းတာဘဝဖြစ်လာလို့ဘဝဒုက္ခခံရတာပါလားလို့မြင်စေခြင်းတာဟုတ်လားအခုတလောကမန္တလေးမှာငလင်ကြီးအကြီးကျယ်လှုပ်တယ်တချို့ကမညာမတာကတ်ဆေးတာလို့တောင်ပြောကြတယ်နော်ရုံမာတဲ့ပုံကိုယ်တွေတေကြတယ်ပေါ့ဆိုကျင်တာကဟိုမဲ့တေလဲတေပေးရတယ်လူရုံမာသိရင်လည်းပဲအတက်ခံတယ်ဘလောက်များရက်စက်ရရောက်တယ်လို့ပြောတာနော်မစင်မရှင်ဘယ်ဟာကတ်မှမဆေးပါဘူးဟုတ်လားငလင်ဘာလို့လှုပ်တာတော့လှုပ်တတ်တဲ့မြေကြီးပေါ်နေလို့လှုပ်တာပေါ့လှုပ်တတ်တဲ့မြေကြီးမို့လှုပ်တာနော်ဘာလို့လူတွေကနာကျင်ခံခတ်မှုတွေဖြစ်ပြီးတော့ပေကြအောင်ဆိုတော့နာတတ်တဲ့အရာမို့နာရတာပေတတ်တဲ့အရာမို့ပေရတာသူများကိုလှုပ်ခဲလို့ဖြစ်တာဆိုရင်ဘဝအရင်ဘဝငလင်ကြီးလှုပ်အောင်လှုပ်ခဲ့လို့လားအဲ့လိုမင်းအဲ့ဒါကြွားကြတော့မှာနော်ဟုတ်လားဒါကြောင့်အရာရာရှိအတိတ်ကံကြောင့်ကြီးရှေးကသူများပေါ်မကောင်းခဲ့လို့ငါမကောင်းတာတွေတွေ့ရတာလို့အရာရာကိုအဲ့လိုကြီးမတွေးရဘူးမမြင်ရဘူးနော်အရာရာအဲ့လိုမြင်လို့ရှိရင်အဲ့ဒါပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်တတ်တယ်ဘုန်းတော်ဘဝမှာဖြစ်နေတဲ့အစဉ်ပြေခြင်းမပြေခြင်းတွေဟာအတိတ်ကကိုပြုခဲ့တဲ့ကံတရားပေါ်ကြီးမူတည်တာမဟုတ်ဘူးဟုတ်လားယောဂဖြစ်ခြင်းအကြောင်းရှိမျိုးဆိုဘုရားဟောထားတယ်မှာအတိတ်ကံတစ်မျိုးပဲပါတယ်ပြစ္ဆုတ်ပံအဲ့ဒါကိုအနေအထိုင်မတက်လို့အစားအသောက်မတက်လို့အတွေးခေါ်မတက်လို့အပေါင်းအသင်းမတက်လို့ဟုတ်လားဖြစ်တာနော်အရာရာအတိတ်ကံကြောင့်ကြီးဖြစ်တာမဟုတ်ဘူးဟုတ်လားအဲ့တော့ဘုံဘုံပြောရင်တာကဘဝဖြစ်လာရင်အစင်မပြေမှုတွေဒုက္ခတွေဟာဖယ်ထားလို့မရဘူးတခါတည်းတွဲပြီးတော့ပါမှာဘယ်သူမှလွတ်ငြိမ်းချမ်းသာမှုမရှိဘဝရဲ့ပုံမှာအဲ့လိုမြင်လို့ရှိရင်ဘဝကလွတ်မြောက်လို့စိတ်ဖြစ်ပေါ်နိုင်ကောင်းတယ်ပေါ့အဲ့ဒီရည်ရွယ်ချက်နဲ့ပြောနေတာအဲ့ဒီရည်ရွယ်ချက်နဲ့ပြောနေတာနော်ဒီမှာမြတ်စွာဘုရားဟောတာလေဇာတိပစ္စယဇရာမရဏဟုတ်လားပူရလိမ့်မယ်ဟောရလိမ့်မယ်ပြီးရင်ပြည့်ရလိမ့်မယ်လောက်တိကြတော့မြတ်စွာဘုရားဗျာဒိတောင်ထဲဟောမထားဘူးနော်ဟောဟေ့ညီးညူနေရတဲ့ယောဂတချို့ကကံကောင်းလို့ရင်ဖြစ်ဘူးဟုတ်တယ်သိလားဖြစ်ဘူးနော်တချို့ဟုတ်လားဒါပြီးရှားပါတယ်ဟုတ်လားပူရတယ်ဟောင်းရတယ်
ပြည့်ရတယ်ဆိုတာတော့မဖြစ်တဲ့လူရဲ့လို့ရှိ။ကဲလူရဲ့လို့ဖြစ်လာပြီဆိုရင်မစိုးရင်ရတဲ့လူလို့ရှိသလား။ဒါကြောင့်တောကလို့ဆက်ဟောတာနော်။ပြီးတော့ဘာဟောတော့ပရိဒေဝတဲ့ပရိဒေဝဆိုတာငိုတာ။ဖြစ်ချင်တာတွေကဖြစ်ပြီးဖြစ်ချင်တာတွေကမဖြစ်တော့ဘူးဆိုတော့စိုးရင်ယုံနေမကတော့ဘူး။တို့ဟာကြံရမရတခါလဲဘွားကနေငိုချလိုက်တယ်။ရှုံးပေးလိုက်တော့လက်မြောက်လိုက်တော့တာပေါ့နော်။ငိုကြွေးမြေတန်းဘာအကျိုးတူရှိတယ်လဲဆိုတော့ဘာအကျိုးတူမှတော့မရှိဘူးဟုတ်လားနော်အရှုံးသမားလို့ပေါ်လွင်ထင်ရှားတော့တာပဲရှိဟုတ်တယ်မဟုတ်လားသူများအထင်သေးတာပဲရှိတွေ့ကြုံနေရတဲ့လောကရန်တရားကိုအပြုံးမပြတ်တည်တည်ငြိမ်ငြိမ်ချင်းဆိုင်နိုင်တဲ့လူနဲ့ငိုကြွေးနေတဲ့လူဘယ်သူ့ကိုထင်ကြည့်တော့တည်တည်ငြိမ်ငြိမ်ချင်းဆိုင်နိုင်တဲ့လူထင်ကြည့်တာပေါ့ငိုနေတဲ့လူတနာစရာဟုတ်လားဒါသူများတနာစရာကြီးဖြစ်ရတယ်ဘာလို့မလို့ဒါပေမဲ့ဘုန်းဘုန်းတို့မှာပျက်စီးမဲ့အရာတွေရဲ့ပုံမှာမမောမှုကမကင်းကြသေးတဲ့အတွက်ကြောင့်ကိုမမောထားတဲ့အရာပျက်စီးပြီဟေ့ဆိုတာနဲ့ငိုကြပြီငိုကြွေးတတ်တဲ့သဘာဝကိုမပယ်နိုင်သေးတဲ့အတွက်ကြောင့်မလုပ်ကြပြီတော့ငိုရပြီဒါကြောင့်မြတ်စွာဘုရားလူရလို့ဖြစ်လာရင်မင်းတို့စိုးရင်လည်းမကောင်းငိုကိုငိုရအောင်ပါဟုတ်လားငိုကိုငိုရအောင်ပါနော်အဲ့ဒါဘုံဘုံကဒီအကြောင်းလေးပြောတော့ရုပ်တရက်ဘာသွားအမှတ်ရတော့ဆိုတော့ဘုံနာနေတဲ့ဦးစင်းလေးအမြဲပြောနေတဲ့ပုံလေးတစ်ပုဒ်ရှိတယ်။အဲ့ဒါသူကအလှပေးတဲ့ခါကျတော့ဇက်ပွဲငှားတာနော်။ဇက်ပွဲကြီးငှားဇက်ပွဲကသူကအလှပြီးမှကျွတ်တို့စီကဒီနေ့အလှပြီးပြီဆိုတော့ဒီနေ့ညနဲ့နောက်ညနှစ်ညကကြတာပေါ့။အဲ့ဒါအလှပြီးတော့ဇက်ပွဲကြီးကလည်းကားတော့မယ်။အလှစင်းရင်လည်းချုပ်လိုက်တဲ့အခါကျတော့ကုငွေရလည်းထင်တော့မရ။ကျွေးတွေကတင်။ဆက်เสียကတိတ်မရှိ။အဲ့ဒါနဲ့ဒီဇက်ပွဲကိုရှင်းเสียပတ်စံမရှိ။ဇက်ပွဲစင်ရန်လောက်တက်ပြီးတော့ငှားလာတာ哦အဲ့ဒါညကြတော့ဇက်ကြီးကပြက်ဆက်ပြီးပြီဆိုတော့လည်းခင်လင်းကနေကြတော့ဘာကတော့ဇက်ထုတ်ကြီးကတော့နော်ဇက်ထုတ်ဆိုတာတော့ကြမ်းဖန်ပြီးတော့မလုပ်ကြတော့ငိုကြတာပေါ့အဲ့တော့မင်းသားအတန်ကောင်းကောင်းနဲ့အတင်းငိုတယ်ဟုတ်လားအဲ့ဒါကိုကြည့်ပြီးတော့လှူတကားငိုဟဲ့မင်းမနဲ့လင်းရင်ဓာတ်ထပ်ပိုးပြီးတော့ငိုရအောင်မှာလို့ပြောတယ်သိလားသူ့ပေးတယ်ပတ်စံမရှိတော့ဘူးလေဟုတ်လားအဲ့ဒါတော့ငိုဟဲ့မင်းမနဲ့လင်းရင်ဓာတ်ထပ်ပိုးငိုရအောင်ပါအဲ့ဒါဘုံဘုံကအဲ့ဒီပုံလေးကိုကြားရစပြီးတော့စိတ်ညစ်တဲ့လူတွေတွေ့ရင်အဲ့ဒီစကားကအဲ့ဒါခေါင်းထဲရောက်လာတယ်တိတ်တော့မကောင်းတတ်ဘူးနဲ့တူတယ်နော်ငိုဟဲ့နင်းပြီးရင်ဓာတ်ထပ်ငိုရအောင်ပါပြီးရင်တော့ပြောရတော့သေရင်ငိုရမှာခန္ဓာရင်ရှိအောင်ဘာမှထိထိရောက်ပြင်ဆင်မထားဘူးဆိုတာထင်ရှားတယ်မပြောပလောက်တဲ့ပျက်စီးခြင်းကိုတောင်ငိုကြွေးခြင်းနဲ့တုံ့ပြန်နေတတ်တဲ့လူတစ်ယောက်ဟာအလုံးစုံပျက်စီးခြင်းလို့ဆိုတဲ့သေခြင်းတရားနဲ့တွေ့လာတဲ့အချိန်မှာဘလို့လုပ်ပြီးတော့သူတည်တည်ငြိမ်ငြိမ်ရှိနိုင်မှာတော့နော်ခொနည်းကဒကမာကြီးတယောက်ကပြောတယ်ပြီးတော့သေမှာမကြောက်ပါဘူးတဲ့စင်းစင်းသားသားပြောပါဒကမာကြီးရဲ့လို့ဒကမာကြီးကသေခြင်းနဲ့နှစ်ဖူးတွေ့တူတွေမတွေ့ဘူးသေးလို့နေမှာပါလို့ဟုတ်လားတချို့ကထင်နေကြတာလေကိုမကြောက်တော့ဘူးလို့ထင်နေကြတာအများစုကတော့ကြောက်ပါတယ်မြတ်စွာဘုရားလည်းဟောထားတာပဲတပ်ပေဘာယန္တိမစ္ဆုနောတပ်ပေဆိုတဲ့စကားလုံးနဲ့တော့ဟောတာနော်တတ္တဝါအလုံးစုံဟာဗါတဲ့တော့ပေခြင်းကိုကြောက်တယ်တဲ့ဟုတ်လားတကယ်နှစ်ဖူးတွေ့တူတွေ့ပြီဆိုရင်တော့အများစုကကြောက်ကြတာပဲကာမပေါ်မှာမမောမှုမကင်းတဲ့လူဘဝပေါ်မှာမမောမှုမကင်းတဲ့လူကုလိုနေပြီးတော့အကုလိုများတဲ့လူသူတော်ကောင်းတရားရဲ့ပေါ်မှာတန်တရားမကင်းတဲ့လူဒီ၄ယောက်ဟာတရားမှာကြောက်ကိုကြောက်လိုက်မယ်လို့ဘုရားဟောတယ်အဲ့ဒီဒေသနာစစ်တမ်းနဲ့စစ်ကြည့်မယ်ဆိုလို့ရှိရင်တရားမှာကြောက်ဝဲလူတွေကြီးပဲဆိုတာဖြေပေါ်လာတယ်ဟုတ်တယ်မို့လားကာမပေါ်မှာမမောမှုကင်းလားကင်းမှုအာယုံလေးတွေမှာမဲ့နေရှိတယ်ဟုတ်လားဘဝပေါ်မှာမမောမှုကင်းလားပိုးတောင်မကင်းဘူးဟုတ်လားဒီနှစ်ချက်နဲ့ကိုပဲတရားမှာကြောက်လိုက်မယ်ဆိုတာထင်ရှားတယ်ဟုတ်လားတကယ်လို့ကိုယ်ကကုသိုလ်တွေများမယ်သို့မဟုတ်သူတော်ကောင်းတရားပေါ်မှာတန်တရားကင်းအောင်ကျင့်ထားမယ်ဆိုရင်တော့လည်းပဲတမျိုးတစ်ပုံအဖြေထွက်မယ်ပေါ့နော်အဲ့တော့ပြောရင်တာပါတော့စိုးရင်ရလိမ့်မယ်ငိုရလိမ့်မယ်ဘဝရဲ့လို့ရလာပြီဆိုလို့ရှိရင်စိုးရင်စရာတွေတွေးလို့စိုးရင်ရပြီငိုစရာတွေတွေးလို့ငိုရပြီဆိုရင်ဒါဘသူကြောင့်ဘဝကြောင့်ဘာကြောင့်ညကြောင့်ဆိုတဲ့အမြင်ထက်ဩငါလူဘဝကြီးရလာလို့ကိုစိုးရင်ရတာပါလားငိုရတာပါလားလို့အမှန်ကိုလေးလေးနက်နက်မြင်စေခြင်းလို့ဒီအကြောင်းအရာလေးကိုပြောပြရတယ်နော်တောကပရိဒေဝပြီးတော့ပါတယ်တော့ဒုက္ခဒေါမနတဥပါယတဒုက္ခဆိုတာကိုဆင်းရဲတာဒေါမနတဆိုတာစိတ်ဆင်းရဲတာဥပါယတဆိုတာပြင်းစွာပင်ပန်းတာ
တချို့သတိမေ့သွားတက်သွားတယ်ခြေမတွေပါတွေလှမ်းချိုးနှာတွေပါတွေနှက်ဟုတ်လားလောကပရိတွေကအာချီလုံးတဲ့အခါကျတော့စိတ်ကအယမ်းပင်ပန်းသွားတဲ့အခါသတိပါမဖြစ်သွားတော့မေ့သွားတာအဲ့ဒီလောက်ကြီးမားတဲ့အပူတွေဒုက္ခတွေဆင်းရဲတွေဘာကြောင့်ဖြစ်တယ်လို့မြတ်စွာဘုရားဟောတာတော့ဇာတိကြောင့်ဖြစ်တာတဲ့ဟုတ်လားဇာတိပစ္စယဇရာမရဏတောကပိဒေဝဒုက္ခဒေါမနတုပါဒတံဘောတိဧဝမေတ္တကိဝလတဒုက္ခခန္ဓာတမှုတွေရောဟောတိနောက်ဆုံးချုပ်ပြလိုက်တယ်နော်တကယ်စဉ်းစားကြည့်မယ်ဉာဏ်နဲ့မြင်ကြည့်မယ်ဆိုရင်ဒီရုပ်တည်နေစဉ်ဆက်မပြတ်ဖြစ်နေတယ်ဆိုတာဘာချမ်းသာမှမရောရှက်တဲ့တသက်ဆင်းရဲဒုက္ခရဲ့အစုအပုံကြီးဖြစ်နေခြင်းများတာဖြစ်တယ်တဲ့ဧဝမေတ္တကေဝလတကေဝလဆိုတာတသက်ဘာမှမရောဘူးတိတန့်လို့ပြောနေတာဘာတိတန့်လဲဒုက္ခခန္ဓာတဒုက္ခဆိုတာဆင်းရဲခန္ဓာဆိုတာအစုအဝေးဆင်းရဲအစုအဝေးကြီးတသက်ဖြစ်နေခြင်းပဲတဲ့ဘာဖြစ်နေလဲဆိုတာဒါကျတို့ကမမြင်ဘူးနော်မြတ်စွာဘုရားကတော့ဘယ်လောက်ထိမြင်ပြတော့မြင်ရတာလဲဆင်းရဲတယ်ကြားရတာလဲဆင်းရဲတယ်နမ်းရှူရတာလဲဆင်းရဲတယ်စားတောက်ရတာလဲဆင်းရဲတယ်တွေးထီရတာလဲဆင်းရဲတယ်တွေးကြံရတာလဲဆင်းရဲတယ်ဟုတ်လားလမ်းစုံလမ်းကွာလမ်းလေးကွာမှာကောက်လိုင်းတုံကြီးတထုံချထားတယ်အဲ့ဒါလူ6ယောက်ကတယောက်လင်တဘိုးတစ်ချောင်းစီကင်ပြီးတော့အဲ့ဒီကောက်လိုင်းတုံကြီးကိုလာပြီးတော့ရိုက်ကြတယ်တဲ့ကျတို့အညာဒီမှာနော်ရိုက်ဖတ်တုံးလို့ခေါ်တာပေါ့လေနော်ကောက်လိုင်းတုံးကိုစပားချွေပြီးလို့ရှင်စပစီလေးတွေမြန်နေမြန်ကြံနေအောင်မလားဆိုပြီးတော့ထဘိုးကြီးနဲ့ရိုက်တာရှိတယ်အဲ့ဒါဘုံဘုံငယ်ငယ်တော့ကအဲ့ဒါတွေကိုနည်းနည်းတောင်လုတ်ခဲ့ရသေးတယ်ဟုတ်လားအခုလည်းပဲလူ6ယောက်ကထဘိုးတစ်ယောက်တစ်ချောင်းကင်ပြီးတော့လမ်းစုံလမ်းကွာလမ်းလေးကွာမှာရှိတဲ့ကောက်လိုင်းတုံးကိုတယောက်တကယ်လဲရိုက်ဒီကောက်လိုင်းတုံးကဖွတ်ဖွတ်ကြေနေနော်လူ6ယောက်တယောက်တကယ်လဲရိုက်နေမှာတော့မကြည်ခံနိုင်ရိုးလားဟုတ်လားအဲ့ဒါကို9ယောက်မြောက်လူတယောက်က9ချောင်းမြောက်တဘိုးကင်ပြီးတော့နောက်ထပ်ပြီးတော့ရိုက်ပြန်နေတယ်ဒီကောက်လိုင်းတုံးကအတိုင်းထက်အလွန်ကြည်မွပျက်စီးရတယ်ဒါဘုရားပေးတဲ့ဥပမာပါနော်အဲ့ဒါလူဘဝဆိုတာအဲ့ဒါဒီကောက်လိုင်းတုံးနဲ့အတူတူပဲဘဝဆိုတာကောက်လိုင်းတုံးလေးပဲလူ6ယောက်ကတဘိုးတယောက်တစ်ချောင်းကင်ပြီးတော့လာရိုက်တယ်ဆိုတာအာယုံ6ပါးကိုပြောတာအာယုံ6ပါးကျွတ်တို့လာရိုက်နေအဲ့ဒါမြင်ရတယ်ဆိုတာအရိုက်ခံရတာနာကျင်တယ်မျက်လုံးလေးတွေကအဲ့ဒါကြားတော့ပျက်စီးရောဟုတ်လားကြားရတယ်ဆိုတာအရိုက်ခံရတာအနက်ရတယ်ဆိုတာအရိုက်ခံရတာအရသာကိုသိရတယ်ဆိုတာအရိုက်ခံရတာတွေးထိရတယ်ဆိုတာအရိုက်ခံရတာအတွေးကျင်နေဖြစ်နေဆိုတာအရိုက်ခံရတာတဲ့ကျွတ်တို့အဲ့ဒီဒေသနာအဲ့လောက်လေးတဲ့ဒေသနာဘလို့နားလည်နိုင်မလို့ဘုံမြင်နားမလဲသေးဘူးအဲ့ဒါတရားအထုတ်မှပြီးဝါနားလည်မှာနော်ဟောမြင်နေရတာဆင်းရဲတယ်ဖြစ်နေရတာကဆင်းရဲတယ်လို့သိဖို့ဆိုတာကဒီဝိပဿနာတရားယုံနာရဲ့အပေါ်မှာတတိနဲ့တတိချာချာစူးစိုက်ပြီးတော့ဆွဆွမြဲမြဲကြည့်မှဒီဖြစ်စဉ်ကြီးကအကောင်းမဟုတ်ပါလားဆိုတာကိုရိပ်မိနိုင်တာနော်ဒါကြောင့်ဒေသနာတွေကဒီဘာဝနာတရားကိုလေ့ကျင့်ခြင်းမရှိဘဲနဲ့တချို့ဒေသနာတွေကနားမလည်နိုင်ဘူးဘာဝနာတရားပွားများမှုမရှိဘဲနဲ့တရားနာယုံတက်တက်နဲ့တချို့ဒေသနာနားမလည်နိုင်ဘူးတချို့ဒေသနာနာယုံတက်တက်နဲ့နားလည်နိုင်တယ်ဉာဏ်သက်ဝင်နိုင်တယ်တချို့ဒေသနာတွေကြတော့နားထောင်ယုံတက်တက်နဲ့တရားအထုတ်မှုမပါဘဲနဲ့ဘုရားဆိုလိုတဲ့အတိပ္ပယ်ကိုမှန်အောင်ရအောင်မသိနိုင်ဘူးမမြင်နိုင်ဘူးအခုဒီလိုဒေသနာမျိုးသိနိုင်မလားမသိနိုင်ဘူးနော်မြင်ရတာကိုနာကျင်တယ်ရိုက်ခံရတာလို့ပြောတာကျွတ်တော့ကပဲမြင်တော့မြင်ချင်းနေတာလေရိုက်ခံရတယ်လို့ဘယ်သိမတော့ဟုတ်လားအဲ့ဒါ9ယောက်မြောက်လူကလာပြီးတော့ထက်ရိုက်ပြန်တယ်ဆိုတာဘာပြောတာတော့ဘဝဆင်းရဲမှမသိတော့ဒီဆင်းရဲတဲ့ဘဝကြီးကိုပဲဆင်းရဲမှမသိတဲ့အခါကျတော့ဤမျိုးစုံနဲ့တွေ့တာတယ်မမောတယ်ဆွဲလန်းတယ်နန္ဒီရာကနှစ်သက်တယ်ဆွဲမဲ့တယ်ဆိုတဲ့လောဘကိုပြောတာအဲ့ဒါလောဘဖြစ်တယ်ဆိုတာ9ယောက်မြောက်နော်တဏှာဖြစ်တယ်ဆိုတာအဲ့ဒါ9ယောက်မြောက်လူဟာ9ချောင်းမြောက်တဘိုးနဲ့ထပ်ပြီးတော့ရိုက်တာဒါကြောင့်မြတ်စွာဘုရားဘဝကြီးကဆင်းရဲဖြစ်ပါလေနဲ့ဆင်းရဲတဲ့ဘဝကြီးကိုပဲဆင်းရဲမှမသိတဲ့အခါကျတော့နော်လူချင်းမမောပြီးတော့ဒီဘဝရာချောင်းကိုပဲကံသင်္ခါရတွေကိုထပ်ပြီးတော့လှုပ်ကြတယ်အဲ့ဒါလူမိုက်ပဲလို့ဘုရားဟောဟုတ်လားအခုဒီမှာမြတ်စွာဘုရားသုံးသပ်ပြရနော်ပရိစ္ဆေသမုပ္ပါဒေသနာလူတိုင်းရတဲ့ပါဠိတော်လေးရဲ့တန်ဖိုးမြင်ဖို့ဘုံဘဝရွတ်ပြတာပါဒါလူတိုင်းရဧဝမေတ္တကေဝလတဒုက္ခခန္ဓာတသမှုရိယောဟောတိနော်သက်ဆင်းရဲဒုက္ခတွေရဲ့အစုအပုံကြီးဖြစ်နေခြင်းများတာဖြစ်တယ်တဲ့အဲ့ဒါကိုလေဒီစတော်ဘုရားကြီးကသူ့ရဲ့ပရိစ္ဆေသမုပ္ပါဒီပနီမှာလင်္ကာရေးတယ်အဲ့ဒီလင်္ကာတွေရအောင်ကျင့်တယ်ရမ်းကောင်းမှာနော်
ဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြကတတ္တမဟုတ်ဓမ္မထုတ်သောနာယုံနှစ်သိအမြင်လင်းလော့အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုဤကားလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝတ်နယ်စီဤရှိလေသည်မြအနန္တကဒုက္ခဟူသည်မြူမြမကွက်ဆက်ဆက်လျင်တတ္တဒုက္ခဓမ္မံရသည်ဘဝဤကိုဖြစ်ထုံးသည်တဲ့အဲ့ဒါပြိဿသမုပ္ပါအနုလောမဒေသနာနောက်ဆုံးအပိုက်ကလေးဧဝမေတ္တကိဝလတ္တဒုက္ခခန္ဓတသမုဒယဟောတိဆိုတဲ့ပါဠိချောင်းလေးကိုဆိုလိုကြီးကအဲ့ဒါပြိဿသမုပ္ပါကိုအနှစ်ချုပ်ပြီးတော့နောက်ဆုံးဏိကုံးချုပ်အဲ့ဒီဟာလေးကိုရေးတာအရန်ကောင်းတယ်ဘုံဘအဲ့ဒါလေးကြိုက်လို့ကလေးတုံးကစားကြက်တာဆိုစွဲနေတာပေါ့လေကျန်တဲ့လင်္ကာလေးတွေတော့မေ့သူ့ကိုတော့မမေ့ဘူးဘယ်ချင်းရွတ်လိုက်ရတယ်နော်ပြန်ရွတ်ပြမယ်နော်ဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြကတတ္တမဟုတ်ဓမ္မထုတ်သောနာယုံနှစ်သိအမြင်လင်းလော့အလွန်ရှည်လျားတဲ့ဒီဖြစ်စဉ်ကြီးတန်တရားကြီးမှာတဲ့ဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြလို့ဘယ်သူပဲဖြစ်ပါနော်အဲ့ဒါတွေဟာတဲ့တတ္တမဟုတ်ဓမ္မထုတ်သောပုဂ္ဂိုလ်တ attva မဟုတ်ဘူးလို့ပြောတာနော်ဒီတဘာဝအစစ်မှန်ကိုပြောရမယ်ဆိုလို့ရှိရင်တတ္တမဟုတ်ဓမ္မထုတ်သောနာယုံနှစ်သိအမြင်လင်းတော့တဲ့နာနဲ့ရုပ်ပဲတဲ့ဟုတ်လားနာဆိုတာခံစားမှုပါတယ်မှတ်သားမှုပါတယ်စိတ်စောတုံ့ပြန်မှုပါတယ်သိမှုပါတယ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဟုတ်လားရုပ်ဆိုတာတော့ဖောက်ပြန်မှုအရှုအဝေးပေါ့ဟုတ်လားတတ္တမဟုတ်ဓမ္မထုတ်သောနာယုံနှစ်သိအမြင်လင်းလော့အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုဟောပရိသတ်သမုပ္ပါကိုတခါလဲချုပ်တာနော်အဝိဇ္ဇာပြည့်စရာသင်္ခါရဆိုကြည့်အဲ့ဒါတရား12မျိုးကိုတွေ့ရလိမ့်မယ်အဝိဇ္ဇာပြည့်စရာသင်္ခါရသင်္ခါရပြည့်စရာဝိညာဏဝိညာဏပြည့်စရာနာမရူပနာမရူပပြည့်စရာသလာယရဏသလာယနာပြည့်စရာဖတ်တော်ဖတ်တာပြည့်စရာဝေဒနာဝေဒနာပြည့်စရာတဏ္ဏတဏ္ဏပြည့်စရာဥပါဒနာဥပါဒနာပြည့်စရာဘဝဘဝပြည့်စရာဇာတိဇာတိပစ္စယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါဒတမွန်တိအဲ့ဒါတော့တခုတည်းသွားတာပေါ့နော်အင်္ဂါ12ပါးခေါ်ဟုတ်လားနောက်အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုယုံနာ12မျိုးခွဲပြောလိုက်တာဖြစ်စဉ်အဲ့ဒါတွေပဲဖြစ်နေတာအဲ့ဒီဓမ္မအပြ12ပါးကိုတဲ့နော်အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုဤကားလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝင့်တော်စီ၏တဘာဝတရားတွေကိုတဘာဝလို့မသိဘဲနဲ့အဲ့ဒါကိုလူလို့ထင်တယ်နတ်လို့ထင်တယ်အိဆန်းလို့ထင်တယ်ပုဂ္ဂိုလ်တ attva လို့ထင်တယ်ခုနတကားလေးမေးတယ်အဲ့ဒါနော်နာယုတ်ကိုသူနာယုတ်လို့မသိဘူးပုဂ္ဂိုလ်တ attva လို့ထင်တယ်လူလို့နတ်လို့ထင်တယ်အဲ့ဒါတက္ကာဒိဋ္ဌိခေါ်တာပေါ့နော်ဓမ္မပြ12ပါးကိုဤကားလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝင့်တော်စီ၏ရှိလေသည်မြအနန္တကတဝဲလီလီဝင့်ွယ်စီဤတဲ့နော်တဝဲလီလီဝင့်ွယ်စီဤဆိုတာပြောရတော့နော်စင်ပြေလိုက်မပြေလိုက်စိတ်တိုင်းကြားလိုက်မကြားလိုက်နဲ့အဲ့ဒါလဲနေတာနော်ဘဝတဘဝပြီးတဘဝလဲတာကြီးမြင်တတ်လို့မရဘူးတရပြီးတရလဲနေတာလဲမြင်ကြည့်လဲနေတာပဲဟုတ်တယ်မဟုတ်လားနဲ့လင်းတာနဲ့စားနေကြစားလေးချက်ပြုတ်စားတော့နောက်တက်နေကြအိမ်သာလေးတက်အော်နေကြခီးလေးသွားဝင်နေကြအဝတ်လေးဝတ်ပြောနေကြစကားလေးပြောအိတ်နေကြအချင်းတော့အိတ်ထနေကြအချင်းတော့ထနော်အဲ့ဒီတည်းမှာဘာတွေပါသေးတော့စိတ်တိုင်းကြတာတွေစိတ်တိုင်းမကြတာတွေဟုတ်လားတကယ်တွေးကြည့်လို့ရှိရင်ဘာတွေတုံးဆိုလို့ရှိရင်ဒုက္ခတွေပါပဲဒါပေမဲ့ကျွတ်တော့မြင်ကိုမြင်မှုအဲ့ဒီဥစ္စာဟုတ်လားအဲ့ဒါကိုပြောတာနော်ဆိုတော့ကြီးကနော်ဤကားလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝင့်ွယ်စီ၏ဟိုလိုထင်ဒီလိုထင်အထင်မျိုးစုံထင်ရင်းနဲ့အချိန်ကုန်နေတာကိုပြောတာဟုတ်လားတဝဲလီလီဝင့်တော်စီ၏တဲ့ရှိလေသည်မြအနန္တကကိုင်းမဲ့ဘယ်ဘဝတွေဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်ပြောရင်ပြောဘာဖြစ်တယ်ပဲပြောရှိလေသည်မြအနန္တကဒုက္ခဟူသည်မြူမြမကွက်ဆက်ဆက်လျင်တတ်ဒုက္ခဓမ္မရသည်ဘဝဤကိုဖြစ်ထုံးသည်တဲ့ဘယ်တော့ကောင်းတော့စာလုံးလေးတလုံးမကြမ်းရွှေချထားတယ်ကောင်းတယ်နော်ဟုတ်လားအဲ့တော့ဒီနေရာမှာနော်ဘဝရဲ့ပုံမှာမြင်တဲ့အမြင်လေးတစ်ခုဏိကုံးချုပ်လေးပုံပြောမယ်ခုဒီဒေသနာတွေခုပုံပြောခဲ့တာပထမတက္ကာရသုတ်တံ
နော်တော့မှာပဲနေရွာမှာပဲနေဆင်းရဲခြင်းချမ်းသာခြင်းတွေဖြစ်လာပြီးတွေးလာပြီးဆိုရင်ဒါသူ့ကြောင့်ဒါငါကြောင့်လို့သိပြီးတော့ဆွဲယူထားပါနဲ့ဘဝရဲ့လို့ဖြစ်နေလို့ချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေးရတာပါတကယ်လို့ဘဝတာဖြစ်မနေဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းကတွေးတဲ့အကြောင်းမရှိပါဘူးလို့ဘုရားဥဒန်းကျူးတာအဲ့ဒါပြောရတယ်နော်အဲ့ဒီဒေသနာလေးကိုအားကောင်းအောင်ဗာပြောရတော့ပရိစ္ဆေသမုပ္ပါဒေသနာအနုလောမလေးကိုပြောကြည့်တာဟုတ်လားရုပ်တွေနဲ့နေဖြစ်နေတယ်ဘဝတွေဖြစ်နေတယ်ဆိုတော့ကောင်းတာတွေဖြစ်နေတာမဟုတ်ဘူးဆင်းရဲတာတွေဖြစ်နေတာလို့ပြောရတယ်အဲ့ဒါအခုဆက်ပြီးတော့ဘုံကဗာပြောရင်တာဆိုတော့ငါကြိုက်လို့ရအောင်ရှာထားလို့ရထားတဲ့ဟောဒီဘဝထဲမှာငါမကြိုက်တဲ့ငါကြောက်တဲ့ဒုက္ခတွေအပြည့်ကိုရှိနေတယ်ဖယ်လို့ကိုမရဘူးဆိုတာကိုသိတာနော်အဲ့ဒါလေးကိုပြောရင်တာနော်ငါကြိုက်တဲ့ဘဝထဲမှာငါမကြိုက်တဲ့ဒုက္ခတွေအပြည့်ရှိတယ်အဲ့ဒါတွေကခွဲပြစ်လို့လဲဖုတ်ပြစ်လို့လဲမရဘူးတစ်ခုတည်းတစ်လုံးတည်းပဲဟုတ်လားအဲ့တော့ငါကြိုက်လို့ရအောင်ရှာထားတဲ့ဘဝလို့ဘုံဘုံသုံးလိုက်တယ်နော်သူဒီဘဝကြီးကကျွတ်တို့ကြိုက်လို့ကိုရအောင်ရှာထားတာရအောင်ကိုမနှဲလှုပ်ထားတာဟုတ်လားနော်ဘာလို့ကြိုက်တာတော့ဘဝကိုဒုက္ခမှမသိလို့ပေါ့နော်ဒုက္ခမှမသိတာအဝိဇ္ဇာနောက်ကြိုက်တယ်ဆိုတာကတဏှာလောဘကြိုက်လို့ကိုရအောင်လုပ်တယ်ဆိုတာကကံသင်္ခါရဟုတ်ပြီနော်အဲ့တော့ငါကြိုက်လို့ရှားထားတဲ့ဘဝရထားတဲ့ဘဝတော့ဒါကံတရားတော့အသေးစိတ်စီမံထားတာပေါ့လေကိုယ့်ရဲ့ဘဝစိတ်ထားလေးတွေစေတနာလေးတွေအဲ့ဒါကံတရားခေါ်တယ်အဲ့ဒီကံတရားကကိုယ်ဘဝဒီဘဝမှာရုပ်လှအောင်မလှအောင်ပြည့်စုံဥစ္စာပေါ်များမှုရှိအောင်မရှိအောင်ဟုတ်လားပြည့်စုံပေါ်တာတော့ဒီပြစ္ဆုတ်ပံကံပေါ်မှာလည်းမူတည်ပါသေးတယ်အဲ့တော့အကြောင်းမျိုးမျိုးနဲ့သိကြတာတော့အတိတ်ဘဝပြစ္ဆုတ်ပံဘဝကိုလှုပ်ထားတာပါပဲကိုယ့်ရဲ့လှုပ်ရက်နဲ့ဘုန်းဘုန်းတို့ဖန်တီးထားတယ်လို့ပြောရပါတော့ဒီဘဝလေးဟုတ်လားကြိုက်မကြိုက်တော့ဒါကိုလှုပ်ထားတာဟုတ်လားအဲ့ဒီကိုလှုပ်လို့ရထားတဲ့ဒီဘဝထဲမှာကိုမကြိုက်တဲ့အရာတွေရှိနေတယ်အဲ့ဒီဟာကခွဲထုတ်လို့လည်းမရဘူးတသားတည်းကိုဖြစ်နေတယ်ဆိုတော့မြင်ရတယ်ဟုတ်တာအဲ့တော့ကိုမကြိုက်တဲ့အရာတွေကဘယ်အရာတွေတော့ကိုမကြိုက်တဲ့အရာလိုရင်းပဲဘုံဘုံပြောမယ်ဗျာကိုမကြိုက်ဆုံးအရာပြောရရင်မကြိုက်တာမှကြောက်လောက်အောင်ကိုမကြိုက်တာကိုမကြိုက်တဲ့အရာကိုကြောက်တဲ့အရာဘာတော့ဆိုရင်နာခြင်းသေခြင်းဟုတ်နော်နာခြင်းသေခြင်းကျန်တာတွေလည်းဘုံဘုံတို့နော်ကြောက်ပါတယ်ဗျာမကြိုက်ပါဘူးဆိုတာကျန်တာတွေကိုကြောက်ရတယ်ဆိုတာကတကယ်တမ်းကနာခြင်းသေခြင်းကိုဖြစ်စေတတ်လို့သာကြောက်ရတာနာခြင်းသေခြင်းကိုမဖြစ်စေတတ်ဘူးဆိုရင်ကျုပ်တို့ကြောက်ကိုမကြောက်ဘူးဟုတ်တယ်မဟုတ်လားကျုပ်တို့ခန္ဓာကိုယ်ကြီးကဘယ်သူနှိပ်စက်လို့မှလည်းမနာကျင်တတ်ဘူးဘယ်သူဖြစ်စည်းလို့မှလည်းမသေးတတ်ဘူးမပြတ်တတ်ဘူးဆိုကျုပ်တို့ဘာလို့ကြောက်မလို့ကျုပ်တို့ကြောက်နေရတယ်ဆိုတာကျုပ်တို့ရဲ့ဘဝကိုထိခိုက်အောင်ထိခိုက်တယ်ဆိုတာကနာကျင်မှုဖြစ်တာပျက်စီးမှုဖြစ်တာအဓိကဟုတ်လားတရားကိုကောက်ရင်ဒုက္ခဒေါမနတပဲကိုဆင်းရဲတာဒုက္ခခေါ်တယ်စိတ်ဆင်းရဲတာကိုဒေါမနတခေါ်တယ်အဲ့ဒီဒုက္ခဒေါမနတကိုဘုန်းတို့အကြောက်ဆုံးပဲဟုတ်လားဒီပြင်ဟာတွေကိုကြောက်တယ်ဆိုတာကဘယ်သူကြောက်တယ်ဘဝကြောက်တယ်ရာသီဥတုတန်းကြောက်တယ်ယောဂကြောက်တယ်ဘာကြောက်တယ်မဆုံးနိုင်အောင်ကြောက်တယ်ဆိုတာတွေကတကယ်တမ်းစဉ်းစားကြည့်ရင်အဲ့ဒီဒုက္ခဒေါမနတကိုဖြစ်စေတတ်လို့သာဘုန်းတို့ကြောက်ရတာဟုတ်တယ်မဟုတ်လားကျတို့ကြောက်တယ်နော်ကြောက်ပြီးဒီအဲ့ဒီကြောက်တဲ့အရာကြီးဒီထဲမှာရှိနေတယ်ဖယ်လို့ရမလားမရဘူးမြေတဲ့တတောင်တတနေလို့ရမယ်အမျိုးမဟုတ်ဘူးမတတ်တာတဲ့သဘောနာကျင်ခံခတ်မှုပါရောရှက်နေတဲ့သဘောဘဝဆိုတာအခမသိရင်အော်ရမယ်ဟေ့ရမယ်ညီးရမယ်ညူရမယ်ဘုန်းတို့ပြောနေရတာမွေလေးကောင်သဘောကောင်းလို့ညီမျှနေသေးလို့ဘုန်းတော်အခုတီတီငိမ့်ငိမ့်ပြုံပြုံရွှင်ရွှင်လေးနေနိုင်တာမွေလေးကောင်သဘောမကောင်းလို့ကြိုက်ပြီးဟေးမညီမျှတော့ဘူးဟေးဆိုတာနဲ့ဘုန်းတို့အဲ့ဒါလူလိမ့်နေရတဲ့အဆင့်ကိုလည်းရောက်သွားနိုင်တာပဲမွေလေးကောင်ဆိုတာပြောတာတော့ဓာတ်ကြီးလေးပါနော်အဲ့တော့ဘုန်းတို့ရဲ့ဘဝမှာဘုန်းတို့မကြိုက်တဲ့အရာတွေဘုန်းတို့ကြောက်တဲ့အရာတွေရှိနေတယ်ပါတော့ဒုက္ခဒေါမနတတဏှာဖြင့်နာခြင်းသေခြင်းအိုခြင်းတော့စကားတဲ့ထဲမပြောတော့ဘူးအိုခြင်းလည်းကြောက်တာပဲဒါလှခြင်းတဲ့လူကကြောက်တာပေါ့မလှခြင်းတဲ့လူရဲ့လို့လည်းမရှိဘူးလေအဲ့တော့သူ့ကိုလည်းကြောက်တာပါပဲဒါပဲဒီသူနှိပ်စက်တာကနာခြင်းသေခြင်းနှိပ်စက်တာတော့မပြင်းထန်ဘူးလို့ဘုံဘကထင်လို့ပြောတာနောက်တော့ဘုံဘတို့ကြောက်တဲ့အရာတစ်ခုရှိသေးတယ်အဲ့ဒါလည်းတော်တော်ကြောက်တယ်အဲ့ဒါပေါင်းဆိုကိုချစ်တဲ့လူတွေနဲ့ခွဲရမယ့်ကိစ္စကိုအသေးလည်းကြောက်တယ်ဟုတ်တယ်မဟုတ်လားစိတ်ကူးနဲ့တောင်ခွဲရဘူး
နော်ဘုန်းကြီးကမြန်ပြောလိုက်မှဆိုဩတိတ်မရှိနမိတ်မရှိကြားတာစိတ်တောင်းဆင်းရဲသွားနော်မိသားစုဝင်နေတဲ့တဝက်လောက်ပဲ့ကြည့်ပါလားဆိုဘလူတွေမြန်ပြောလိုက်တာတော့စိတ်ထဲမှာတောင်းနာသွားနိုင်တယ်နော်ဘာဖြစ်တာလဲကြောက်လို့သာကြောက်တာတေချာပေါ့ဘာလို့ကြာခွဲကြပါဟုတ်လား तू ကကိုယ်ခွဲသွားတာကြိုက်သလားမကြိုက်ဘူးနော်မကြိုက်ဘူးဆိုရင် तू ကကိုကသူ့ခွဲကိုပဲရှိအဲ့ဒါပိုးတောင်မကြိုက်เสียကောင်းနေဟုတ်လားတချို့ကပြောကြသေးတယ်နင်ငါအရင်မသေးပါနဲ့ငါပဲနဲ့အရင်သေခြင်းနဲ့တကယ်သေမှမသိသေးလို့ပြောရတယ်တူတယ်လို့ဘုံမောတော့အဲ့လိုပဲထင်တယ်နော်ဟုတ်လားဘယ်ဟာမှမသက်တာလားနော်ဘဝတကယ်တမ်းကအမှန်တရားကြီးအဲ့တိုင်ပဲသူကဟုတ်လားအဲ့ဒါကိုဘုံတော့မစဉ်းစားတဲ့အခါကျတော့ဘဝအပေါ်မှာမက်တာပေါ့နော်ဒါကိုစဉ်းစားခြင်းဟာသူကဘုံကတော့အကျိုးရလဒ်နှစ်ခုကိုမျှော်ကိုးပြီးတော့ပြောတာပါဒီငါကြိုက်တဲ့ဘဝထဲမှာငါကြောက်တဲ့ဒုက္ခတွေရှိနေတယ်လို့စဉ်းစားခြင်းဟာအကျိုးရလဒ်နှစ်ခုကိုထွက်စေလိမ့်မယ်လို့ဘုံကမြင်တယ်နံပါတ်1အကျိုးရလဒ်ကဘာတော့ဆိုတော့ဒီဒုက္ခတွေနဲ့တကယ်တွေ့လာရင်ခန္ဓာကြီးပိုးရှိမယ်ကိုငကိုယ်ရဲ့အစနားလေထားလို့ဟုတ်လားဘုံတို့ရဲ့စိတ်ကိုဒါနဲ့အမြဲတမ်းတွေ့ထိပေးကျွမ်းကျင်အောင်လှုပ်ထားရင်းနှီးအောင်လှုပ်ထားဒီစိတ်မျက်နှာကိုစိတ်သိကြည့်ဟုတ်လားနော်နာခြင်းသိခြင်းရဲ့မျက်နှာကိုပြောတာနော်စိတ်သိကြည့်ရင်းနှီးအောင်လှုပ်ထားအဲ့ဒါဆိုသူနဲ့တွေ့လို့ရှင်ဘုံတော့တိတ်အထိတ်တလန့်ကြီးမဖြစ်တော့ဘူးအထူးဆန်းကြီးမဖြစ်တော့ဟုတ်တယ်မဟုတ်လားနောက်မှရင်ကျုပ်တို့ကဟဲ့ငါမှဖြစ်ရလေခြင်းသူမှဖြစ်ရလေခြင်းမဖြစ်လာပြီဆိုရင်အံ့ဩသွားတယ်ထိတ်လန့်သွားတယ်အံ့ဩစရာထိတ်လန့်စရာမှမဟုတ်တာဘာလို့ဒီစိတ်ကဒီရိုးရှင်းတဲ့ကိစ္စဖြစ်ကိုဖြစ်မဲ့ကိစ္စကြီးကိုဖြစ်လာတဲ့အခါမှာအံ့ဩသွားတဲ့တုန်းထိတ်လန့်သွားတယ်ဆိုသေကြတယ်သူဒါနဲ့တခါမှကိုသူတွေ့ထိဆက်ဆံမှုမလုပ်ခဲ့ဘူးဘုရားအမြဲတမ်းသူ့ကိုစဉ်းစားလို့ပြောတာနော်ပင်စီမာနိဘိက္ခွေဌာနနိအဘိနံပိစဝခိတဗံအဋ္ဌိယဝပုရိတေနဝဂါထေနဝအပိစိတေနဝလူပဲဖြစ်ဖြစ်ရှင်ဟန်ပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ဘဝရဲ့အမှန်တရားကြီး၅မျိုးကိုအမြဲတမ်းစဉ်းစားမယ်ဆင်ခြင်ရမယ်အဘိနံဆိုတဲ့စကားလုံးနဲ့တောင်ခေါ်တယ်နော်ဘာတော့အဲ့ဒီအမှန်တရားကြီး၅မျိုးကအိုနာသေးကွဲကံနဲ့တွဲအမြဲနေတိုင်းရှုနေတိုင်းကိုစိတ်နဲ့စဉ်းစားနေသူ့ကိုခစိမ့်သိမ့်ကြီးလုံးမထားနဲ့လို့ပြောတာဟုတ်လားဒါကြောင့်ဘဝရဲ့ကိုမကြိုက်တဲ့အချက်တွေကိုကြောက်တဲ့အချက်တွေအပြည့်ရှိနေတယ်ဆိုတဲ့အမှန်တရားကိုစဉ်းစားခြင်းဟာအဲ့ဒီကိုမကြိုက်တဲ့အရာကြီးဖြစ်လာပါပြီဟေ့ဆိုတဲ့အချိန်မှာဘုန်းတို့မှာသတ္တဝင်ရဒီအချက်ကိုလည်းဘုန်းဘုန်းကမျှော်ကိုပြီးတော့ပြောတာနောက်တစ်ချက်ကတော့နည်းနည်းရည်ရွယ်ချက်ကနည်းနည်းမြင့်တယ်အဲ့ဒါဘာလို့ဆိုတော့ဘဝရဲ့ပုံမှာမမောမှုနည်းသွားဖို့ဟုတ်လားဘဝရဲ့ပုံမှာမမောမှုကအခုကကျွတ်တော့ရာနှုံးပြီးနော်ဒင်းချမ်းခတ်နေအောင်ကိုဖြစ်နေတာနော်ရစ်ပတ်နှောင်ဖွဲ့ပြီးတော့ဒီဟာနဲ့ပဲအမြဲတမ်းနေနေတာရေအမြဲတမ်းစီးဆင်းနေတယ်လို့အာတဝရေလောဘရေဟာအမြဲတမ်းစီးဆင်းနေစီးဆင်းမှာဘဝရဲ့ဒုက္ခသဘောကိုသိမှမသိတာမသိဆိုသိအောင်ကလည်းမလုပ်ဘူးသိအောင်လုပ်တယ်ဆိုတာတတိပဋ္ဌာန်တရားပွားတာကိုပြောတာတကယ်သိသွားတယ်ဆိုတာအဲ့ဒါအရိယာမဉ္ဇဉ်ပုံဉဏ်ကိုရတာကိုပြောတာဘဝကိုဒုက္ခလို့အဲ့ဒါသိလို့ရှင်အရိယာဖြစ်မှာကိုကျွတ်တို့ကပုထုဇဉ်ဘဝနဲ့နေရတယ်ဆိုတာအဲ့ဒါဘဝကိုဒုက္ခလို့တကယ်မသိသေးလို့ကျွတ်တို့သိတဲ့အတိကအနုဘောဓဉာဏ်လောက်နဲ့ပဲသိတဲ့အတိပဲရှိတာပฏิဝေဒထွန်းဖောက်ပြီးတော့သိသွားပြီဘယ်သူမှသူ့ကိုပြောင်းလဲသွားအောင်လုပ်လို့မရတော့ဘူးသူတကယ်မြင်သွားပြီတကယ်သိသွားပြီဆိုမှတော့သူ့စိတ်ထဲမှာဆုံးဖြတ်ချက်ကမဖြစ်သွားပြီတော့ခိုင်မာသွားပြီနော်အဲ့ဒီအခြေအနေကိုဘယ်လိုမရောက်တာတော့သိအောင်မလုပ်လို့သိအောင်မလုပ်ဘူးဆိုတာကပြောရတော့တတိပဋ္ဌာန်တရားကိုမပွားဘူးတတိကင်းပြီးတော့ခပ်ပေါ်ပေါ်ပဲနေနေကြတော့နော်ခပ်ပေါ်ပေါ်နေတဲ့နီးနဲ့ဒီလေးနဲ့တဲ့အမှန်တရားကိုမသိနိုင်ဘူးအမှန်တရားကိုမသိဘူးဆိုရင်လည်းပဲဘဝပေါ်မှာရစ်ပတ်နှောင်ဖွဲ့မှုကအကြီးကျယ်လာမှာပဲလာပြီဆိုရင်ဘဝဖြစ်မှာပဲဟောဘဝဖြစ်ပြီဆိုရင်ဆိုတော့ကျွတ်တို့ကြောက်ပါတယ်ဆိုတဲ့ဒုက္ခတွေတခါတည်းတွဲပါပြီးသားပဲသူကဒီသဘောလေးကိုမြင်ထားမှာနော်တကယ်တမ်းဘုရားပွင့်လာတယ်ဆိုတာဘဝရဲ့ဒုက္ခသစ္စာသဘောကိုပိုင်းခြားပြီးတော့သိအောင်ပြောပြဖို့ဘုရားပွင့်လာတာဘဝရဲ့ဒုက္ခသစ္စာသဘောကိုပိုင်းခြားပြီးတော့သိမှဘဝရဲ့ပုံမှာမမောမှုအစဉ်စဉ်ငြိမ်းမှမမောမှုအစဉ်စဉ်ငြိမ်းမှအငြိမ့်တဲ့နိဗ္ဗာန်ကိုဆက်ရောက်နိုင်မှာအဲ့ဒီနိဗ္ဗာန်ကိုဆက်ရောက်နိုင်ဖို့အတွက်နိလန်းကောင်းကိုပေးဖို့အတွက်ဘုရားပွင့်လာတာပဲတကယ်တမ်းကဟုတ်တယ်မဟုတ်လားခုအဲ့ဒါကိုပြောနေတာနော်ဘုန်းကြီးကဟုတ်လားအဲ့တော့ဘဝရဲ့ဆင်းရဲတဲ့သဘာဝတွေငါမကြိုက်တဲ့အရာတွေငါကြောက်တဲ့အရာတွေအပြစ်ကိုရှိနေတယ်ဖယ်ထုတ်လို့လည်းမ
မရဘူးဆိုတဲ့ဒီအမှန်တရားကိုကြိမ်ဖန်များစွာစဉ်းစားခြင်းဆင်ခြင်ခြင်းဟာအဲ့ဒီဒုက္ခတွေနဲ့တွေ့လာတဲ့အခါမှာလဲစိတ်ကိုတတ်တာရစေမယ်တိအချက်ဘဝရဲ့အပေါ်မှာတွေ့တာမမောမှုတွေလည်းနည်းသွားနိုင်တယ်နှစ်အချက်ဒါအကျိုးတူ2မျိုးဆိုတာဒါကိုပြောတာနော်အဲ့ဒါကိုရည်ရွယ်ပြီးတော့အခုဘုံဘုံကပြောပြတာနော်ကိုကြိုက်လို့ရအောင်ရှာထားတဲ့ဘဝထဲမှာကိုမကြိုက်တဲ့ကိုကြောက်တဲ့ဒုက္ခတွေရှိနေတယ်ဖြစ်ဖြစ်လို့မရအောင်အဲ့ဒါဘယ်လိုမလို့စဉ်းစားထားဟုတ်လားအဲ့တော့ကိုမကြိုက်တဲ့ဒုက္ခတွေကိုတွေ့တာဘာလို့တွေ့ရတာတော့လို့မင်းနော်ကိုဒါကြီးကိုကြိုက်မိလို့ပေါ့ဆိုတဲ့အဖြေကိုလည်းတခါတည်းယာပြီးသားဖြစ်သွားတာနော်ဟုတ်တယ်မဟုတ်လားဒါကိုလည်းမြင်စေချင်တာဘာလို့သေရတာတုံးဆိုတော့သေမဲ့ဟာကြီးကြိုက်မိလို့သေရတာပေါ့ဘာလို့ယောဂတွေဖြစ်အောင်ဆိုတော့ယောဂဖြစ်မဲ့ဟာကြီးကိုကြိုက်လို့ယောဂဖြစ်မဲ့ဟာကြီးကရအဲ့လိုယောဂဖြစ်ပြီဒါပဲလေဘာကြောင့်ညာကြောင့်ယောဂဖြစ်တယ်ဆိုတဲ့အပေါ်ရအကြောင်းတွေကိုသိစိတ်ဝင်စားဘူးဘုံဘုံကဟုတ်လားဘာပြောချင်တော့ဆိုတော့တော့ကရွှေချင်းဆိုတော့ကြီးပြောတာရှိတယ်ခွေးတကောင်ကိုခဲနဲ့ထိုးလိုက်ရင်အဲ့ဒီခွေးကအဲ့ဒီခဲပဲပြေးကြိုက်တာတဲ့ချင်းသေးတကောင်ခဲနဲ့ပြစ်လိုက်မှဆိုရင်ချင်းသေးကအဲ့ဒီခဲကိုစိတ်ဝင်စားဘူးဒီခဲဘယ်သူပြစ်တယ်လဲဘယ်ကလာတယ်လဲဒါပဲစိတ်ဝင်စားတယ်ဟာကောင်းနော်ဥမာခုကျွတ်တို့ကဒုက္ခဖြစ်ပြီဆိုရင်ဒီဒုက္ခကိုကုစားဖို့လောက်ပဲကျွတ်တို့ကစဉ်းစားတာဒီဒုက္ခဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အရင်အမြစ်ကိုဘုန်းတို့ဖြည့်ရှင်းဖို့ညာအဲ့ဒီထိအသွားဥမာထမင်းစားပြီဆိုကျွတ်တို့ကထမင်းစားတဲ့နီးနဲ့ပဲဖြည့်ရှင်းမယ်ရေစားပြီဆိုရင်ရေတိုက်တဲ့နီးနဲ့ပဲဖြည့်ရှင်းမယ်နေမကောင်းဘူးဆိုရင်ဆေးကန်းသွားတဲ့နီးနဲ့ပဲဖြည့်ရှင်းမယ်သမင်းစားတဲ့ဒီခန္ဓာကြီးကိုပြဿနာကြီးတစ်ခါစားလို့လည်းမပြီးနောက်တစ်ခါထပ်စားနောက်တစ်ခါထပ်စားလည်းမပြီးဟောကျွတ်တို့ကဘဝမရအောင်လုပ်မယ်ဆိုတဲ့အရင်အမြစ်ကိုရှင်းဒုက္ခရဲ့အရင်အမြစ်ကိုရှင်းတဲ့အထိစိတ်ကမသွားဘူးအပေါ်ယံလောက်ပဲသူကရှင်းနေတာဟုတ်လားကျမကြီးမကောင်းရင်ကျမကြီးကောင်းလုပ်မယ်ပေါ့ဟောမလုပ်ရဘူးလို့ဆိုလိုတာမဟုတ်ဘူးအတွေးကအဲ့ဒီအထိမြင်ရမှာဒါကြီးကဘယ်တော့မှကုလို့ပြီးနိုင်တဲ့အရာကြီးမဟုတ်ဘူးပြီးတော့ဒီတိုင်းပဲကုမရဘဲနဲ့သိမှာပဲလေနောက်ထပ်ယောဂဖြစ်တဲ့ဘဝတစ်ခုထပ်ရမှာအဲ့ကြောင့်လည်းထပ်ကုပေါ့ဒါအစဉ်ပြေတုံးလေးကျွတ်တို့ကပြုံးပြုံးရွှင်ရွှင်ပြောနိုင်တာပြီးရင်အစဉ်မပြေတာလာမှာနော်ဒါကောင်းကောင်းကိုမျှော်လင့်တာဟုတ်လားဒါဘာပြောနေတော့ဘုန်းကြီးကဒုက္ခရဲ့တကယ်အရင်အမြစ်ကိုဖြည့်ရှင်းနိုင်ဖို့လိုတယ်အဲ့တော့ဒုက္ခရဲ့အရင်အမြစ်ကိုဖြည့်ရှင်းခြင်းနဲ့ဆိုလို့ရှိရင်ဒုက္ခဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုရှားတဲ့နေရာမှာမှန်ကန်ဖို့လိုတယ်ခုဒီနေ့ပြောသွားတဲ့စကားလုံးတွေအားလုံးမှာရည်ရွယ်ချက်ကသိမ့်မများဘူးနည်းနည်းပဲဘဝဖြစ်ရင်ဒုက္ခဖြစ်မယ်ဘဝချုပ်မှဒုက္ခချုပ်မယ်ဒါပြောတာဘဝမချုပ်သမျှဘယ်တော့မှဒုက္ခမချုပ်ဘူးဘာလုံနေလဲဟုတ်လားဒီသဘောကိုပြောတာနော်အဲ့လိုဆိုရင်ဘဝချုပ်ခြင်းနဲ့ဆိုရင်ဘဝရဲ့အပြစ်ကိုမြင်အောင်လုပ်ဘာလို့ဘဝရဲ့အပြစ်ကိုမြင်အောင်လုပ်ဆိုတော့ဘဝရဲ့အပြစ်ကိုမြင်မှဘဝရဲ့ပုံမှာမမောမှုကကင်းမှာဒီသဘောကိုပြောတာနော်ဘဝမမောမှုရှိနေအဲ့ဒါဘဝဆက်ဖြစ်မှာပဲမမောမှုချုပ်မှဘဝလည်းချုပ်မှာဘဝချုပ်မှလည်းဒုက္ခချုပ်မှာဒါကြောင့်မြတ်စွာဘုရားရဲ့ဒေသနာအများစုဘုရားဟောတာတွေဘုဘအများကြီးလေ့လာတယ်နော်ယောဘိခွေရူပတဥပါရောထိတိဘိနိဗ္ဗတိပါတုဘောဒုက္ခတေသဥပါရောရောဂနဲ့ထိတိဇရာမရဏတပါတုပါဩတဲ့ဒီရုပ်အစုကြီးဖြစ်လာတယ်ဆိုတာဒုက္ခဖြစ်လာတာဒါကြီးတီးနေတယ်ဆိုတာယောဂတွေတီးနေတာဒါကြီးထင်ရှားဖြစ်နေတယ်ဆိုတာဇရာမရဏထင်ရှားဖြစ်နေခြင်းပဲလို့ဟောတာနော်မြတ်စွာဘုရားနော်ဘဝဖြစ်တယ်ဆိုတာဒုက္ခဖြစ်တာဘဝတီးနေတယ်ဆိုတာယောဂကြီးတီးနေတာကောင်းတာကြီးတီးနေတာမဟုတ်ဘူးနော်ဘဝထင်ရှားဖြစ်နေတယ်ဆိုတာအဲ့ဒါဇရာမရဏထင်ရှားဖြစ်နေတဲ့သဘောလို့အဲ့လိုမျိုးဆိုပြဟောတာအဲ့ဒါကြောင့်မလို့ယောဘိခဝေရူပံအဘိနန္တိဒုက္ခံသောအဘိနန္တိယောဒုက္ခံအဘိနန္တိအပရိမုတ်သောဒုက္ခသမတိဝရမိဒုက္ခဖြစ်နေတဲ့ဒီဘဝကိုနှစ်သက်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒါဒုက္ခကိုနှစ်သက်တာနဲ့အတူတူပဲဒုက္ခကိုနှစ်သက်တဲ့သူဟာဒုက္ခကမလွတ်မြောက်နိုင်ဘူးလို့ငါဆိုတယ်တဲ့နော်ဒီလိုဒေသနာလေးတွေအလွတ်ရအောင်ကြက်တာနော်အဲ့လောက်ထိတရားတရားကောင်းဖို့မလွယ်ဘူးနဲ့တူရနော်ပါဠိတွေကြက်ဖို့ကတော့ဘုန်းကြီးရဲ့ဘယ်လိုလုပ်လွယ်ပါမလို့အများပါဘူးယောဘိခဝေရူပံအဘိနန္တိဒုက္ခံသောအဘိနန္တိယောဒုက္ခံအဘိနန္တိအပရိမုတ်သောဒုက္ခသမတိဝရမိရုပ်ကိုနှစ်သက်သူသည်ဒုက္ခကိုနှစ်သက်သူမြည်ဒုက္ခကိုနှစ်သက်သူသည်ဒုက္ခကမလွတ်နိုင်ဟုငါဆို၏အခက်တာဟုတ်ကဲ့နော်ဒါမျိုးလေးတွေကိုစဉ်းစားရတာရွတ်ဆိုရတာလေးနဲ့တဲ့အတွေးအမြင်တွေကိုဖြစ်စေတယ်ဟုတ်လားအဲ့တော့ဒီဒေသနာလေးတွေကိုဘာလို့ဘုံဘုံကရွတ်ပြအောင်ဆိုတော့ခုနကဘုံဘုံပြောတဲ့စကားတွေကိုဒါတွေဟာဒေသနာနဲ့အညီဘုံကြီးပြောနေတာဆိုတာလေးကိုယုံကြည်မှုနော်ခိုင်မြဲစေခြင်းလို့ပြောပြတာနော်ဘဝမချုပ်သမျှ
ဒုက္ခမချုပ်ဘူးဟုတ်လားအဘောယံချုပ်တယ်လို့ထင်နေလဲအဲ့ဒါကိုယ့်ရဲ့မိုက်မဲမှုတသက်ပဲအချုပ်ဘူးရဟုတ်လားလောဘမချုပ်သမျှလဲဘဝကမချုပ်ဘူးဟုတ်ပြီနော်လောဘဖြစ်ရင်ဘဝဖြစ်မယ်ဘဝဖြစ်ရင်ဒုက္ခဖြစ်မယ်ဒါကြောင့်အရင်အမြစ်ကိုဖြည့်ရှင်းခြင်းနဲ့စိတ်ကလေးဖြည့်ရှင်းတတ်တဲ့ဉာဏ်ကလေးဒါလေးတွေပေါ်ပေါက်စေဖို့အတွက်ဒါအလေးနဲ့ထားပြီးတော့ဘုံကပြောပြရနော်တော်တော်တောင်များသွားပြီတရားနော်မိနစ်40ကျော်သွားပြီဟုတ်လားအဲ့တော့တစ်လုံးနဲ့မများဘူးနော်ဘဝဖြစ်ရင်ဒုက္ခဖြစ်မယ်ဘဝချုပ်မှဒုက္ခချုပ်မယ်လောဘဖြစ်ရင်လည်းဘဝဆက်ဖြစ်မယ်လောဘချုပ်မှလည်းဘဝချုပ်မယ်တော့လောဘမဖြစ်အောင်ဒုက္ခသဘောအမှန်ကိုသိအောင်ကြိုးစားရမယ်ဒုက္ခသဘောအမှန်ကိုသိဖို့နိလန်းကဘာလဲလို့မေးရင်မဟာသတိပဋ္ဌာန်သုတ်တံမှာဟောထားတဲ့နိလန်းဟာဒုက္ခကိုဒုက္ခမှန်သိဖို့အတွက်ကြိုးစားအထောက်ရမယ်နိလန်းပဲဒါကြောင့်ကိုဘာတွေဖြစ်နေသလဲဆိုတာကိုအမှန်သိအောင်ကြိုးစားအထောက်တဲ့သတိပဋ္ဌာန်လုပ်ငန်းကိုလုပ်ကြရမယ်နော်အမာရိဏတမ္မာဒိဋ္ဌဆိုတာလည်းအဲ့ဒီအဓိပ္ပာယ်ပဲဟုတ်လားဒါကြောင့်သတိတရားလက်ကင်ထားပြီးတော့ဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုသိအောင်မြင်အောင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုရဒီနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာပုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရရှိကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း